စင်မြန်ကြီးကိုမနိုင်တော့ပယန်းနေပြန်တဲ့စင်မြူနီအားလုံးမင်္ဂလာပါများ Daily Travel Channel ကနေပြန်လည်ကြိုလိုက်ပါရင်ဖလားပြိုင်ပွဲတွေမှာအင်ကွင်းအားသာချက်ကရေးကြည့်ပါရင်နှစ်ကြောကန်ရတဲ့ပြိုင်ပွဲတွေအတွက်ဝေးကွင်းမှာတလောက်တကစားနိုင်အောင်အင်ကွင်းမှာမဖြစ်မနေရလက်ကောင်းယူထားဖို့လိုအပ်ပါရင်ဒီဘက်ကစားခဲ့တဲ့ Champions League Semi Final ပထမကြော့ပွဲစဉ်မှာတရီကိုမိုင်းထွင်းတဲ့ Arsenal တို့ဂိုးမသွင်းချင်းရှင်မြန်ကစားခဲ့ကြပါရင်နှစ်သင်းစလုံးကဥရောပရဲ့ခံစီအကောင်းဆုံးအသင်းရဲ့လို့ကြော်ကြားကြတာကြောင့်ဂိုသိက္ခာအတွက်ဒီပွဲကိုတရီကြီးကြီးချင်းကပ်ခဲ့ကြပါရင်အာဆနယ်ကအစီကံဖောက်ဖြတ်ပြီးပရိုင်ပီကန်ဒီမှာပနတီကနေဖီဒယ်ယိုကရက်ကအဖွင့်ကောရယူသွားခဲ့ပါရင်ဒုတိယပိုင်းပြန်ဆမှာစီမီနီရဲ့အသင်းကတုတ်ပြန်ဖို့လိုအပ်ခဲ့ပြီးကန်ကောင်းကျင်တော်ဘန်ဝိုက်ကဘတ်စကတ်ဘောမှာကစားခဲ့တာကြောင့်အတလက်တီကိုပနတီရရှိခဲ့ပါရင်ဒီပနတီကိုတော့ဂျူလီယန်အေဗာရက်ကဒီယာသည်10ဂိုးမြောက်ချန်ပီယံလိသွင်းဂိုးဖြင့်သွင်းယူပေးခဲ့ပြီးသူကယောကရက်တန်နှစ်ဆာကောင်းကြောင်းတည်ပြခဲ့ပါရင်ဒါတော့ကန်ဆိုးကျင်တော်98မိနစ်ကြာမှအာဆနယ်ကိုပနတီပေးလိုက်ရပါရင်စီမီနီလည်းအဲ့ပနတီကိုပယ်ဖျက်ပေးဖို့ဒိုင်လူကြီးကိုအသေးတန်ဖိအားပေးခဲ့ပြီးဘေးအားကဲတင်လိုက်လို့ကန်တီခဲ့ပါရင်အတလီကိုမဲထွေးရဲ့ကန်ချက်တွေကိုတော့ဒီဗီဒရာကအကာအကွယ်သွားတာကြောင့်ဂိုးတက်မရတော့ပဲဝမ်းဝမ်းနဲ့ပွဲပြီးဆုံးခဲ့ပါရင်စီမီနီအတွက်အိမ်ဝင်းမှာအသာစီးမြလိုက်တာနောက်လာရဆရာတွေဖြစ်နေမှာပါလေးစင်တုံးကအမ်မရိတ်မှာလေးကိုပြတ်ရှုံးထားတဲ့အိမ်မန်ဆိုးကလည်းအခုထိချားလန့်နေဦးမှာမို့စီမီနီတယောက်ပန်ရမ်းပါရင်ပွဲပြီးအုံးမြင့်တဲ့ဝင်ဝါမှာခင်းပြထားတဲ့အတလီကိုတစိမ့်ကိုဘန်ဝိုက်ကမမြင်မဲတန်နေမိခဲ့ပါရင်ဒါကိုစီမီနီကဝူဝါလုပ်ရင်ပွဲထားရှာတာကြောင့်ဝိုင်းထင်းကြပြီးဖျံပြေးခဲ့ကြရပါသေးတယ်အမေရိကဒုတိယကြော့မှာစီမီနီတယောက်ဘလို့အကွက်ဆန်းနေနဲ့ဖိုင်နယ်တက်နိုင်အောင်စ조사မလဲဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်